ဆိုအားလုံးမင်္ဂလာပါဒီနေ့ကတော့သမင်းတုပ်လေးနဲ့ဝက်ဦးချောင်းပေါ့နော်မြုပ်တီစိမ်းနဲ့အများကြီးပဲထည့်လာတယ်သူ့စရာလေးတွေနဲ့ဒီမှာ highlight ကတော့ဒီမှာကျွန်တော် cream book အရင်ကြိုက်တယ်ဈေးထဲမှာသူ့လိုဝယ်ထားပါတယ်ပြီးတော့ sky ရွက်လေးသူ့စရာလေးတွေအစုံနဲ့သမင်းတုပ်လေးအကျော်တွေအရွက်တွေပြီးတော့ကျွန်တော် Korea ဆောင်းနဲ့တော့ထားတဲ့တုပ်ထားပေါ့နော်အမှုတွေရောဘာတွေရောရှေ့ပဲလာပထမဆုံးလုပ်လေးစားကြပါဦးဗျာတော်တော်လုံးရှယ်ပါဒီချင်းမင်းမင်းဒီလိုမတင်ပြရကြရှယ်ပါမကလုံးချင်းချင်းလေးနဲ့ကြောင့်အရန်ကြိုက်တဲ့ဆိုင်လေးညနေအဲ့ဒါချင်းမမရေဝယ်လာခိုင်းလို့ဝယ်လာပြပါတယ်စားကြပါအောင်ဗျအများကြီးဝယ်လာခိုင်းတာတူစားကိုစားနဲ့၃ချောင်းပဲကျန်တော့ခွေးပေါ့စားဘူးကြလားရှာပပစားခဲ့တယ်နော်တုံးတယ်မရှိဘူးလားတော်ထဲမှာတော့ဟူတာငွေရောကျပါငရဆိုတော့ခဏစားဘယ်နိုင်လဲဒီစမမ
ချင်းချင်းပါ